FC Bash အသင်းရဲ့ကျွန်တော်တို့ penalty area ထဲမှာနေငယ်နာတရားဖြစ်ပြီးတော့လဲကျနေတဲ့အတွက်ဝေကိုခေတ္တခဏရန်နာထားတဲ့နေထားဖြစ်ပါတယ်ခင်ဗျဦးသွင်းကျွန်တော်တို့ဒုတိယပိုင်းရှင်းပြိုင်လာတာဟာမိနစ်20နီးပါးရှိလာခဲ့ပါပြီခင်ဗျာပထမပိုင်းပြီးဆုံးသွားတဲ့အချိန်လိုပဲကျွန်တော်တို့ရေနာပေါင်းအသင်းက Bash အသင်းကိုတကိုးမရှိတဲ့ဥဆောင်လက်ပါခင်ဗျာဦးသွင်း Bash အသင်းကလောင်ကန်ဘောကနေထားပြီကျွန်တော်ထွက်သွားပြီပြန်ကန်มาတော့နောက်ကိုရှန်ထွက်ပြီးတော့ဂိုးလုံးဘောဖြစ်ပါတယ်ခင်ဗျာရင်မင်းအောင်ကတင်ထားပြီ Bash အသင်းဆယ်ယူဖို့ကြိုးစားတယ်တက်နိုင်နောက်ကနေတွန်းသလိုဖြစ်သွားတဲ့အတွက်ပြည်တံဘောသတ်မှတ်ပေးပါတယ်ခင်ဗျာကိုဂျာမော့ကလန်ပြချပေးထားတယ်အသင်းကောင်းဆောင်ကိုဇာအေးယူသွားပြီတောက်လျှောက်ဆွဲတယ်ကိုဇာအေးညာတော်မှာထက်တင်တယ်ဒါလေးပေါင်ကြတဲ့ယူသွားပြီကြော်ယူရတယ်ရတယ်ကိုနေပြန်ဖြတ်ယူတယ်ခင်ဗျာရန်နာပေါင်းအသင်းကပြန်ရတယ်ကိုနေအောင်ကျော်မိုးနောက်ချောက်ဆွဲတယ်ပါသေးတယ်အောင်ကျော်မိုးပဲယူလာပြီအောင်ကျော်မိုးညာတော်မှာတင်ပေးထားပြီတွန်းတွန်းဝင်းညာကျော်နဲ့ဖြတ်ထားတယ်ရတယ်မြတ်တွန်းတွန်းဝင်းဒါလေးမရှိကိုတင်တယ်ဒါပေမဲ့မလုပ်ဘူးခင်ဗျာလူတိပြီးတော့ဘောလုံးဟာလူရာကိုမရောက်ဘူးခင်ဗျာပြန်ဆယ်ယူရရသေးတယ်ခင်မောင်တွန်းပြန်ရတယ်ခင်ဗျာနေမဲဆိုအချပေးထားတယ်ရေစော်တက်အောင်ဒါလေးတိုးထုတ်ပြီးတော့နေတော်မှနေဖြတ်ယူတယ်ရသေးတယ်ခင်ဗျာလေကိုချပေးတယ်ပြန်ပြစ်တယ်ခင်ဗျာကျော်ကိုကျူးစားတယ်ညှိပြန်ပြစ်တယ်အောင်ကျော်မို့ညာတော်မှတင်ပေးလိုက်ပြီးထွန်းတော်ဝင်းဒါလေးမှရှေ့ချတယ်လူကြည့်တယ်တက်ကန်တင်ပြစ်ထုတ်တယ်ခင်ဗျာကိုနေမာလီအတိုင်းပြန်ဆက်ယူတယ်ကျွန်တော်စီယန်ဒါလေးမတင်ပြီးတော့ရှေ့ကိုချမှာတော့ကောင်းတိုက်ပြီးတော့Bash အသင်းကရှေ့ကိုပြန်တင်တယ်ယူသွားပြီခင်ဗျာစာဒီကော့တင်ပေးလိုက်ပြီတောက်ချောက်ဆွဲတယ်ပါတယ်ကန်တယ်FC Bash အသင်းကပါစတစ် Usma not for ခင်ဗျာကျွန်တော်ရေနာပေါင်းအသင်းနောက်တန်းကလူတွေကြားနေပြီးတော့တောက်လျှောက်တုံလို့ဆွဲပြေးနေတဲ့ဆွဲပြေးကန်သွင်းတဲ့အခါမှာလူရမြောက်ဘက်နဲ့ဂိုးသမားရဲ့ညာဘက်ကနေပြီးလိမ့်ငါနဲ့ပဲဂိုးလုံးပေါ်ဖြစ်သွားခဲ့တာပါခင်ဗျဥစဉ်ရင်မင်းအောင်ကန်တင်ထားတယ်အောင်းတိုက်တယ်ရှန်ထွက်သွားတယ်တက်နိုင်ရန်ဆယ်တယ်လေရောက်ချပြီးတယ်ဘက်အသင်းယူသွားပြီလူလော့ညာတောင်မှာတင်ပြီးတယ်ဟိုဇာအေးပြရတယ်ခင်ဗျဇာအေးဒါလေးလှည့်ထွက်တယ်မာပြီးရှိကိုချပြီးရတယ်ခင်ဗျာBashအသင်းပဲတောက်ချောက်ဆွဲလာပြီးပနရီကန်တယ်ကန်ကျက်ဝဲပါတယ်ခင်ဗျာပါ38စာဒီကော့ပါခင်ဗျာဥစဉ်ကျွန်တော်တို့ FC Bash အသင်းကလည်းပဲအားကစားဝါသနာရှင်မျိုးပြည်သူများတွေ့မြင်တဲ့အတိုင်းပါပဲခင်ဗျာဒီပါကိုရရှိဖို့အတွက်ဒုံတို့ကိုကျွန်တော်တို့ဘိုးပေါက်တိုက်စစ်ဆင်းတဲ့နေရာမှာရဲနာပေါင်းအသင်းကိုတတိုင်းတိုင်းနဲ့ဘိုးတွေကိုပြန်ပြီးတော့တွေ့ယူနေတာကိုတွေ့ရပါတယ်ခင်ဗျာအမိုင်းဒါလေးမယူတဲ့ထိန်းနေဆဲတယ်ဘယ်တောင်မှချပေးတယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်တောင်မှကရဲစော်ထက်အောင်အနေငယ်နောက်ကျသွားတဲ့ Bash အသင်းကပြန်ယူသွားပြီခင်ဗျာနောက်လျှောက်ဆွဲသွားပြီရတယ်ပါတယ်
ကန်လိုက်မြဒီဘက်ရှိနေတဲ့နံပါတ် top ဒါလေးချိတ်တယ်ဆွဲတယ်ရတယ်ခင်ဗျာနောက်တန်းပြန်ချပေးရတယ်နောက်တန်းညာဆွမ်းနေပြီးတော့လူတော့ကန်သွင်းရမှာကန်ချစ်ပြော့တယ်ခင်ဗျာရဲနာမောင်အသင်းကိုသမားပြင်မင်းအောင်လာရပဲမှယူရပါတယ်ခင်ဗျာရှက်ကန်တင်ထားတယ်ဘုသမားရင်မင်းအောင်စီရောက်တယ်ခင်ဗျာဟိုလိုက်ပြချပေးထားတယ်ပေါ်ခုတ်တင်ထားပြီဟောက်တိုက်တယ်အားကြပါလားခင်ဗျာဒီဆိုရင်ကျွန်တော်ရေနာဘုံအသင်းကတူလူသားလဲပြီးဝင်ရောက်ကစားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်7ပိုင်ဆိုးဝင်မှာပါခင်ဗျာနံပါတ်8တက်နိုင်အစားနံပါတ်7ပိုင်ဆိုးဒီကလည်းဝင်ရောက်ကစားပါတယ်ခင်ဗျာဒီကရှက်တင်ထားပြီခေါင်းတိုက်ပြီးတော့ပြန်ဖြတ်ထုတ်ထားတယ်တွန်ဝဲနောက်ကိုပြန်ထုတ်တယ်နောက်မှာရှိတဲ့တင်မောင်ထွန်းပြန်ရတယ်ခင်ဗျာဒီမောင်တွန်းဘိုးသမားကိုပြန်ချပေးထားတယ်ရင်မင်းအောင်ဟိုတင်ထားပြီဘယ်ရွံ့ကိုကြားတယ်ခင်ဗျာလူလော့စီကိုတက်တင်တယ်ညာတော်မနေတော့တားရှိကိုထိုးထုတ်တယ်ခင်ဗျာစာဒီကော့ရတယ်ခင်ဗျာညယူလာပြီဒါလေးတိုးပေးတယ်ဒေနာဘုံပြန်ဖြတ်ယူရရတယ်ခင်ဗျာလေကျော်ချပေးလိုက်ပြီနောက်ချောက်ဆွဲလာပြီခင်ဗျာပါတယ်ကိုနေရှိကိုတင်ပြီးပိုင်ဆိုးရတယ်ခင်ဗျာဘယ်တောင်မှနေထိုးဖောက်ဖို့ကြိုးစားတယ်ခင်ဗျာပိုင်ဆိုးအသာရထိန်းတယ်ဒီနေ့ကြည့်ပြီးတော့လေကျော်ပြန်ချပေးတယ်ခင်ဗျာအောင်ချမ်းမို့ကမ်းပြီးမောခုတ်တင်ထားပြီခေါင်းတိုက်ပြီးရှိကိုကြားတယ်ကိုသမားရင်မင်းအောင်စီရောက်တယ်ခင်ဗျာအသင်းပြန်ရပြီအဲတော့မှချပေးထားပြီထုတ်ပေးထားတယ်ရတယ်ခင်ဗျာအဲကျော်နဲ့သာတိုးပြီးတော့နောက်ပြန်လှည့်တယ်အနေကျော်ကလည်းမြဆွဲသွားပြီနောက်ကိုပြန်တိုးထုတ်တယ်ဂျာမော့ဟိုနောက်တန်းကိုပြန်ချပေးထားတယ်ခင်ဗျာ